မင်္ဂလာပါခင်ဗျာဒီ gadget ပစ္စည်းလေးတစ်ခုရှိုံနဲ့အခန်းအပူချိန်အခန်းရဲ့စူထိုင်းစားနဲ့နာရီပါကြည့်လို့ရမယ်အပြင်နှိုးဆက်ပါတစ်ခါတည်းပေးလို့ရမယ်ဟိုကိုရဲ့ HH42 thermo hygrometer alarm clock လေးပြပေးပါမယ်ဒီမှာဆိုရင်တော့မိတ်ဆွေတို့ရဲ့အခန်းအတွင်းအပူချိန်ကိုတိုင်းတာပေးမှာပဲဖြစ်ပါတယ်ဒီနေရာလေးကတော့ပူရင် hot ဆိုပြီးတော့ပြပါမယ်ပုံမှန်အပူချိန်ကိုတက်တောင့်တက်တာရှိတဲ့အပူချိန်နေသားဆိုရင်တော့ comfort ဆိုပြီးတော့ပြပေးပါမယ်နောက်တစ်ခုကတော့အခန်းတွင်းစူထိုင်းစားပဲဖြစ်ပါတယ်သူကတော့ percentage နဲ့ပြပေးမှာပဲဖြစ်ပါတယ်စူထိုင်းစားကိုတော့ dry comfort humid ဆိုပြီးတော့သုံးမျိုးပြပေးပါတယ်ညာဘက်ထောက်မှာတော့နာရီကြည့်လို့ရပါမယ်ပြီးရင်တော့ဒီအလဲကဟာတော့ကျွန်တော်အလန်းပေးလို့ရတဲ့ဟာပဲဖြစ်ပါတယ်ဘယ်ဘက်ထောက်မှာဆိုလို့ရှိရင်လည်း date ကြည့်လို့ရမှာပဲဖြစ်ပါတယ် date တွေကိုလည်းနောက်မှာပါတဲ့ခလုတ်3ခုနဲ့ adjustment လုပ်ပြီးတော့မိတ်ဆွေတို့စိတ်ကြိုက်ပြင်လို့ရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ဒီကောင်လေးမှာဟိုဒါလေးပါတာဖြစ်လို့စပွဲပေါ်မှာထောင်ထားရင်လည်းရပါတယ်နန်းရံမှာချိတ်ဆွဲထားရင်လည်းအဆင်ပြေပါတယ်ခင်ဗျာအသုံးပြုမယ်ဆိုရင်တော့ A3 လုံးတက်ခဲအမျိုးအစား2လုံးထည့်ပြီးတော့အသုံးပြုပေးရမှာပဲဖြစ်ပါတယ်အဲကွန်တက်ထားတဲ့အိမ်တွေအခန်းတွေဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။ဘာလို့လဲဆိုတော့အပူချိန်နဲ့စူထိုင်းစာကို balance ဖြစ်မဖြစ်ဒီပစ္စည်းလေးကနေတစ်ခါတည်းကြည့်လို့ရလို့ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒီကောင်လေးကို24နာရီလုံးလုံးသုံးမလား12နာရီပဲသုံးမလားဆိုပြီးတော့လည်းရွေးချယ်လို့ရပါတယ်။ဒါလေးကတော့သူ့ရဲ့နာရီအလန်းတန်လေးပဲဖြစ်ပါတယ်။စက္ကန့်နည်းနည်းအကြာရင်တော့သူကအတန်လေးတစ်မျိုးထပ်ပြောင်းပါတယ်။မိတ်ဆွေတို့အနေနဲ့ချန်နယ်တက်လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ခုနှစ်ခွန်3မနောဟရီလမ်းပေါ်ကမိတ်ဆွေတို့ရဲ့စုခုနမှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။